ဟယ်လိုအဆွန်လာဆိုင်ဦးစီဦးကလေးအားလုံးမင်္ဂလာပါအနောစီမှာဒီနေ့ကရင်ချိတ်လက်လလေး3မျိုးဝင်လာပါတယ်အစင်အရန်လာပါတယ်နော်အထည်အားလုံးပေါင်း360ဝင်လာပါတယ်ဒါလေးကတော့ပန်းသစ္စာချိတ်လေးပါကာလာ4ရောင်နဲ့ဝင်လာပါတယ်ပန်းသစ္စာချိတ်ရဲ့အစင်ကိုပြပေးပါမယ်အစင်တွေကဒီလိုလေးပါရင်ရင်လေးနဲ့လာပါတယ်ဒီလိုပါနော်ဒါပန်းသစ္စာချိတ်လေးပါနောက်ဒီဘက်မှာဝင်လာတာကဒါပန်းအေဂရီချိတ်လေးပါနော်ဒါပန်းအေဂရီချိတ်လေးပါကာလာလေးတွေကလည်းအရန်ပဲစမ်းပါတယ်ဒီတစ်ခါဝင်လာတဲ့ကာလာလေးတွေပါပန်းအေဂရီချိတ်ရဲ့အစင်ကဒီလိုလေးပါနော်သူကတော့အပွင့်အရန်ကျစ်ပါတယ်ဒါခဲနုရောင်လေးပါနော်နောက်တခြားကာလာလေးတွေကတော့အမဲအပြာတခွားအုတ်ကျိုးမိုင်းလိုခဲရင်တမင်မွေးဆိုပြီးတော့ကာလာလေးတွေရပါမယ်နော်နောက်ထပ်တစ်စင်ပေါ့နော်ဒီအစင်လေးကတော့အစင်တစ်ပါနှစ်ကုံခန်းဒီမှာထွက်လာတဲ့နှစ်တစ်စပယ်ချိတ်လေးပါနော်နှစ်တစ်စပယ်ချိတ်ကတော့အားလုံးပေါင်းကာလာ12ရောင်နဲ့ဝင်ပါတယ်အစင်လေးကိုပြပေးပါမယ်အစင်လေးကကြတော့ဒီအပေါ်ပိုင်းကိုစပယ်ပွင့်လေးရောင်စုံလေးခတ်ထားပေးပါတယ်အောက်မှာကဒီလိုချိတ်လိုင်းလေးခတ်ထားပေးပါတယ်နော်ဒါလေးအရန်ပဲလှပါတယ်ရောင်လည်းကောင်းပါတယ်ကာလာလေးတွေကတော့အမဲမှာကြံရည်နှုတ်စိန်ခဲနုအဖြူအသားမြင်းချီအုတ်ကျိုးဒါကလေးကတော့ပန်းပေတာငှက်ခါကြက်သွေးအမဲကြံရည်ဆိုပြီးတော့ကာလာအားလုံးပေါင်း12ရောင်နဲ့ဝင်လာပါတယ်10ထည်ကနေစပြီးတော့လက်ကာစည်းနဲ့အားပေးလို့ရပါတယ်အနော်ရဲ့ဆိုင်ကတော့ဖတ်အံမှာဖွင့်ထားပါတယ်အွန်လိုင်းကနေလည်းအနော်ကမြို့နယ်အစုံကိုပို့ပေးပါတယ်နော် W ဖာတို့